အားလုံးမဲ့ဒီညမွေးငါစားကြမယ်မွေးငါတော့ရိုးနေလို့အေယာဝတီကညက်ခောက်ဆွဲပါဒါလက်လုံးညက်ခောက်ဆွဲလေးပါမုတ်စားမယ်ဆိုပဲညကြမှာမိုးကလည်းကြွာတော့မိုးအေးလေးနဲ့အေယာဝတီမိုးညက်ခောက်ဆွဲလေးစားမှဖြစ်ပါတယ်ဒါတွေကလက်ညက်ပေါ့နော်ခင်ဗျာဒါလက်ညက်ညာနော်အတူတူစားကြပါမယ်ကဲစားပြီစားပြီကဲအားလုံးတော့ဆွဲပြီအေယာဝတီညက်လေးနဲ့အေယာဝတီညက်လေးနဲ့ခင်ဗျာနော်အေယာဝတီညက်လေးနဲ့အကြည့်ရစီတွေလုံးဝတေးရိုစားနေမယ်ကြာနော်လုံးဝကိုရှယ်ပဲမိုးလေးကလည်းအေးအေးလေးနဲ့အေးနဲ့မိုးအေးလေးနဲ့ဆွဲပြီလုံးဝကိုရှယ်ပဲခင်ဗျာနော်ပူဆက်ဆက်နင်းနေလေးနဲ့စားဘယ်တော့ဘယ်ဖိုင်ရမဟုတ်ပဲဖြစ်ဖြစ်အကုန်ကြိုက်တယ်လမ်းကြီးသွားလဲကားရက်ပြီးဆိုတာနဲ့မိုးငါးညက်တော့စားပါတယ်တတိယသွားကြတယ်ကားရက်ပြီးဆိုတာနဲ့စားတယ်မိုးငါးညက်ကဆိုတရားတော့ဝိုင်းကြတယ်ဘယ်ပဲသွားပဲရမယ်အဓိကမိုးငါးစားဆိုင်မှာဆိုတဲ့ဒီတိုင်းပဲမိုးငါးပဲနေတိုင်းစားရတော့မေးကြရဗျာဖြစ်လို့ရမိုးငါးနေတိုင်းစားမယိုးကြရမယ်ဒါပေမဲ့ကျွန်တော်ကယိုးလုံးဝနေတိုင်းမိုးငါးပဲစားတာနော်အရသာတော့လုံးဝယိုးပါဘူးကဲစားမယ်ပေါ့လုံးဝကိုရှယ်ပါဗျာနော်စုံနေသွားထက်မယ်ပေါ့ဗျာနော်ပူဆက်ဆက်ချစ်ချင်လေးနဲ့ဆွဲမယ်ဗျာနော်ပူစီနာလေးပေါ့ဒါလည်းအမေကတော့ပဲပြီးမကြိုက်ဟုတ်တယ်ကျွန်တော်ချစ်မေရပဲပြီးလည်းမကြိုက်ဘူးဗျာနော်ပူစီနာလေးတော့စားတယ်ဗျယခုလိုစားကောင်းစေဖို့အတွက်လက်ညက်လေးထပ်ပေးတဲ့ကျွန်တော်ရဲ့ကြီးမေ AI တဲ့ကြီးမေလေးလုံးဝအထူးပဲကျေးဇူးရှိပါခင်ဗျာအကြီးခင်မျိုးလည်းကျေးဇူးတင်ရှိပါခင်ဗျာကဲဒီညတော့အပြေဆွဲယူဗျာနော်အမလေးသိတောင်ရိုးလာပြီမရတော့ကြိတ်ချင်နေအမှန်ကောင်ဆွဲချင်နေလုံးဝကိုရှယ်ပဲလုံးဝကောင်းတယ်ဗျအရသာလေးအခုတော့ဆိုင်မှာစားရင်းနဲ့အနှစ်ထုတ်တို့ကိုပြီးတော်တို့တော်အားပေးကြပါတယ်အခုကတော့အားပေးရမှာအနှစ်ထုတ်ဆိုလည်းနည်းနည်းပဲကြည့်တော့တယ်အပြာရောဆိုရင်လည်းနည်းနည်းပဲရှိပါတော့တယ်အဲ့လိုလိုချင်တယ်ဆိုလို့ရှိရင်အမြဲလာပြီးတော့အားပေးပါဒီမှာငပြာရော AR တိုင်းငပြာရောပစုံကြောက်တွေမှာအကောင်ကြီးတွေပဲငွေကြီးကိုလည်းအဆက်ပေါ်လာပါတယ်အဲ့ဒါငွေကြီးကိုလည်းအဆက်ပေါ်လာတယ်လူကြီးခလေးအကုန်စားလို့ရအောင်မို့လို့အဲ့တော့အကောင့်သားလေးကြော်ထားပါတယ်လိုချင်တော့အမြဲလာခဲ့ပါလို့ကဲကျန်တဲ့လူတွေကအလုံးပေးပြီကျွန်တော်ကတော့နောက်တစ်ပကံထပ်ဆွဲအောင်မယ်ဗျာမွာသေးကြားတယ်ကကြီးနဲ့ဆိုကြားမှာဆိုလက်နဲ့ပဲခြေပြစ်မှာအရာလို့ကျွန်တော်ကတော့ဘိုက်တင်သွားပြီစားလို့တော့ပြီးပြီကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဘိုက်စားတဲ့လူတွေကျွန်တော်မတတ်နိုင်ဘူးနောက်ထပ်ဗီဒီယိုမှာလည်းဒီတော့ကောင်းတဲ့အရာတွေရိုက်ပြီးတော့ပြန်လဲတွေ့ဆုံပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ